ဤတနောဟာရေထဲမှာအလွယ်တကူပျော်ဝင်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရည်တွေသွေးတွေကလည်းရေနဲ့ပဲဖွဲ့စည်းထားတာမို့ဤတနောဟာသွေးတွေကိုအလွယ်တကူပျော်ဝင်သွားပါတယ်။အရက်တောက်ရတာကြိုက်တဲ့သူတွေရောအရက်ခုမှစတောက်မဲ့သူတွေရောတင်တို့ရဲ့ခန္ဓာကိုယ်ဟာအရက်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစိတ်ဝင်စားရင်ဒီဆောင်းပါးလေးကိုဆက်ပြီးနားဆင်ပေးကြပါဦး။ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ဆိုပါဆိုတင်ကအရက်ကိုပထမဆုံးစတောက်မယ်ပေါ့ဘာတစ်ခုကိုသွားမယ်တုံငယ်ချင်းတွေကတင်းအတွက်တစ်ခွက်နဲ့ပေးမယ်သူတို့ပေးရဲ့အတိုင်းတင်ကတောက်ချလိုက်မယ်အဲ့ခါလေချောင်းရဲကိုခါခါပူပူကြီးဝင်သွားမယ်ရတာမကောင်းတဲ့အတွက်နောက်တစ်ခေါက်တောက်ဖို့တွန့်သွားတယ်ခဏနေကြတကူလုံးပူရှင်းရှင်းနဲ့နေလို့ကောင်းလာတယ်နောက်တစ်ခွက်ထပ်တောက်ပြီးတဲ့အချိန်မှာစကားတွေပိုပြောကိုကောင်းလာတယ်ပြောလာတယ်ဒီလိုနဲ့နောက်တစ်ခွက်ဆိုပြီးဒီအိမ်တိုင်ဖြစ်လာတဲ့စကားတွေလည်းမပြီးတော့ဘူးအင်ကိုပဲလူပြန်ရောက်သွားလဲမမိဘူးတွေဖြစ်လာတယ်ဒါဟာပထမဆုံးအရက်တောက်တဲ့သူတွေတင်မဟုတ်ပဲအရက်တောက်တဲ့သူတိုင်းကိုတောက်နေကြပမာဏအရာတဆင်ပြီးတဆင်ဖြစ်ပေါ်လာတဲ့အမူအရာပြောင်းလဲမှုတွေပါလူတိုင်းကိုဒီလိုချစ်မယ်ဆိုပြီးပုံတည်တတ်မလို့တော့မှရပါဘူးအရက်မူးလာရင်ခဏကိုမှဘာတွေပြောင်းလဲလာတယ်လဲအရက်ဘီယာဝိုင်းဆေးလိပ်စသဖြင့်လူကိုရင်မှုစေနိုင်တဲ့မျိုးမျိုးသောအရာတွေတဲကမှဤတနောဟာရင်မှုစေခြင်းရဲ့အဓိကတရားခံဖြစ်ပါတယ်ဤတနောဟာရေထဲမှာအလွယ်တကူပျော်ဝင်နိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရည်တွေသွေးတွေကလည်းရေနဲ့ပဲဖွဲ့စည်းထားတာမို့ဤတနောဟာသွေးတွေကိုအလွယ်တကူပျော်ဝင်သွားပါတယ်သွေးတွေကနေတဆင့်ခန္ဓာကိုယ်ရဲ့နေရာအနှံ့ကိုလျင်မြန်စွာဝင်ရောက်စေပါတယ်စတောက်တဲ့ချိန်45မိနစ်ကနေမိနစ်60အတွင်းသွေးထဲမှာအေကိုဟောပမာဏဟာအမြင့်ဆုံးမှာရောက်နေပါတယ်အသေးကအရင်ဆုံးတုံ့ပြန်မယ်တင့်ခန္ဓာကိုယ်ဟာအရက်ကိုစိတ်လိုပဲရှုမြင်ပါတယ်ဒါကြောင့်အသေးကအရက်ကိုမတိုးလောင်ဘဲနဲ့အင်ဇိုင်းတွေအသုံးပြုပြီးခြေချက်ပါတယ်အဲ့ဒီထဲကအင်ဇိုင်းတစ်မျိုးကိုအေကိုဟောဒီဟိုင်ဒရိုဂျင်နဲ့လို့ခေါ်ပြီးတော့ဘင်းကအရက်ကိုအက်ဆီဒယ်ဒီဟုတ်ဆိုတဲ့ကွန်ပေါင်းတစ်ခုဖြစ်လာအောင်ခြေချက်ပေးကခန္ဓာကိုယ်ကနေအလွယ်တကူဆုံးထုတ်နိုင်အောင်ကူညီလှုပ်ဆောင်ပေးပါတယ်ဒီကွန်ပေါင်းကတစ်ခါတလေမှာအရက်နာကြတာတွေကိုဖြစ်စေတတ်ပါတယ်အသေးကစုပ်ယူဖြစ်စည်းနိုင်တဲ့မာနထက်ကျော်လွန်သွားတဲ့အခါတွေးတဲ့ကိုအရက်တွေရောက်သွားပြီးစမူးလာပါတယ်ဦးနောက်ထဲမှာဘာတွေဖြစ်မှာလဲသွေးတွေကနေတဆင့်ဦးနောက်ထဲကိုရောက်လာရင်ဦးနောက်မှာရှိတဲ့ဂလူတမိတ်လို့ခေါ်တဲ့လက်ခံပစ္စည်းတွေရဲ့ဂါမာမိုင်နိုဘူတီအက်ဆစ်ဆိုရဲ့လက်ခံပစ္စည်းတွေနဲ့ပေါင်းလိုက်ပါတယ်ဒီလိုပေါင်းလိုက်တာဟာဦးနောက်ရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုနှိကွေးရာတွေဖြစ်စေပြီးတော့စကားပြောနေတာမှတ်ဉဏ်ပြောက်သွားတာလမ်းလျှောက်ပေါ်မမှန်တော့တာတုတ်ပြန်မှုနှိကွေးသွားတာတွေဖြစ်သွားတတ်ကြပါတယ်ဒါပေမဲ့ဤတနောဟာနှိကွေးတာကိုပဲဖြစ်စေတာမဟုတ်ပါဘူးဦးနောက်ထဲရှိတာယာပျော်ရွှင်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ဒိုပါမင်းတို့အန်ဒိုဖိနတို့ကိုလည်းထွက်စေပါတယ်ဒါကြောင့်အရက်တောက်ပြီးရင်ပျော်တဲ့ဒီဆိုကခုန်ချင်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတာပါမင်းကလေးတွေကအရက်သိမ့်မတောက်နိုင်ဘူးဒါကစိတ်ပညာအရလဲမှန်ပါတယ်ဘာလို့ဆိုနံပါတ်တရောကြားလေးတွေမှာမင်းကလေးတွေနဲ့ရှင်ရင်စက်သားပမာဏကပုံများပါတယ်စက်သားတွေကိုရေတွေနဲ့ဖွဲ့စည်းထားပါတယ်ဒါကြောင့်ခန္ဓာကိုယ်ရဲ့ဝင်လာတဲ့အရက်ကိုရေနဲ့ရောလိုက်တယ်လို့ဖြစ်သွားပြီးတော့သိမ့်မမူးတော့ပါပေါ့နံပါတ်နဲ့မင်းကလေးတွေမှာအရက်ကိုခြေချက်ပေးတဲ့အဲကိုဟောဒီဟိုင်ဒရိုဂျင်ကရောကြားလေးတွေနဲ့ရှင်ရင်ပမာဏနည်းတာကြောင့်ခြေဖြတ်နိုင်စွမ်းအားနေပြီးတော့နင်းနေတောက်တာနဲ့မြန်ပုံမှုတတ်ပါတယ်။ရက်တောက်ဝိုင်မတောက်ဝိုင်ကိုဆုံးဖြတ်ပေးနိုင်တဲ့တခြားအရာတွေကတော့အသက်ရဲ့တောက်လာတဲ့တက်တန်းရဲ့ပါအသက်ကြီးရဲ့သူတွေအရက်တွေပိုတောက်ဝိုင်ကြပြီးပုံမှန်တောက်ဝေကြလူတွေဆိုအရက်မမှုတော့ဒါကဘာဖြစ်လို့လဲဆိုတော့အရက်ကိုခြေချက်ရတာများလာတဲ့အသေးတစ်ခုဟာအရက်ကိုခြေချက်နိုင်မဲ့အင်ဇိုင်းတွေကိုအဓိကပို့ထုတ်ပါတဲ့သဘောကတော့အသေးကအရက်ကိုတဖြည်းဖြည်းနဲ့ကျင်သားရလာတဲ့သဘောပါပဲဒီအခြေအနေကနေကြော်လွန်လာရင်တော့အသေးဟာစတင်ပျက်စီးလာမှာဖြစ်ပါတယ်အမီးနဲ့တွဲစားရင်တိတ်မမှုဘူးဒါလည်းမှန်ပါတယ်ဘာလို့လဲဆိုတော့မတောက်ခင်မှာအစာတွေအများကြီးစားထားလိုက်ရင်အစာနဲ့တွဲပြီးအရက်ကစာရင်ထဲမှာကြာနေပါတယ်ဒါဆိုတွေးတဲ့ကိုမြင်မြင်မရောက်တော့မြင်မြင်မမှုတော့ဘူးပေါ့ဒါကြောင့်ဘာမှမစားထားရင်အရက်မတောက်နဲ့အရက်တောက်ရင်အမီးနဲ့တွဲစားဆိုပြီးပြောကြတာပေါ့နော်နောက်ပြီးကိုလိုက်တောက်တဲ့အရက်မျိုးစားနဲ့လည်းဆိုင်ပါတယ်ကစ်ပါတဲ့ရမကာတွေဥပမာရှမ်ပိန်လိုအရာမျိုးမှာကစ်ပါတဲ့အတွက်အစာရင်ထဲကဖိအားကိုမြင့်စေပြီးတော့အရက်ကိုတွေးတဲ့မြင်မြင်ရောက်အောင်လှုံ့ဆော်ပေးပါတယ်နပင်တုံးပင်လိန်တယ်အဲ့ဒီစကားကိုအရက်တောက်နေကြလူတိုင်းကြားဖို့မှာပါပီယာဝီစကီဘော့ကရှမ်ပိန်တီကွီလာစသဖြင့်အရက်မျိုးပေါင်းတောက်တာကိုပြောတာပါပီယာနဲ့တခြားရက်သွဲတောက်ရင်ပုံမှုမဲ့နပင်မလိန်စင်နဲ့ဆက်တာတွေဟာမှန်လားဆိုတော့မမှန်ဘူးလို့ပဲပြောရမှာပါအရက်မူးရယ်ဆိုတဲ့နေရာမှာဘယ်ဟာကြောင့်မူးရယ်ဆိုတာထက်ဘလောက်ပမာဏကိုဘလို့တောက်လိုက်လို့မူးတယ်ဆိုတာကပုံမှန်ပါလိမ့်မယ်ခက်မြင်မြန်တောက်ရင်တွေးရဲမြင်မြန်ရောက်ပြီးပုံမှုမဲ့အေကိုဟောပမာဏများတာကိုတောက်လိုက်ရင်လည်းမြင်မြင်မူးမဲ့ရောတောက်လိုက်လို့မူးတယ်ဆိုတာလဲရောလိုက်တဲ့ချိန်မှာကိုယ်ခန္ဓာကိုယ်ကလက်ခံနိုင်တဲ့ပမာဏထက်ကျော်သွားလို့ပဲဖြစ်နိုင်ပါတယ်ဒီလိုများသွားတာကတောက်တုံးမှာမတိတာပေမဲ့
နောက်တစ်နေ့ရောက်တဲ့အခါအရက်နာကြတဲ့ဝေဒနာကိုစတင်ခံစားရပါပြီအရက်နာကြတာကိုဘလို့တက်တာအောင်လုပ်ကြမလဲအရက်နာကြတယ်ဆိုတာကလူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးအဖြစ်များတဲ့လက္ခဏာတွေကတော့အရက်နာကြတဲ့အခါခေါင်းကိုက်မယ်မအီမတာဖြစ်ပြီးပြုတ်အန်းခြင်းတလို့ဖြစ်နေမယ်ခြေကုံလက်ပန်းချက်နေမယ်ခနာကိုယ်မှာရေဓာတ်ကုန်ခန်းတလို့ဖြစ်နေတာတွေပါပဲဒီထဲကအဖြစ်များဆုံးလက္ခဏာကတော့ခနာကိုယ်မှာရေဓာတ်ကုန်ခန်းနေတလို့ခံစားရတာပါပဲအရက်နာကြတဲ့အခါအာယုံဆိုင်ဖို့မလွယ်တာမျိုးဖြစ်နိုင်တယ်လို့စိတ်ထဲမကြည်မလင်ဖြစ်နေတာမျိုးလည်းရှိနိုင်ပါတယ်အရက်နာကြရတဲ့အဓိကအကြောင်းရင်းကတော့အရက်ထဲမှာပါတဲ့အီတနောပါပဲအီတနောကစိတ်ရှိရဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီးစီခဏခဏသွားစေတာကြောင့်ခနာကိုယ်ထဲကရေဓာတ်ကိုဆုံးရှုံးစေပါတယ်အရက်နာကြတာကိုတက်တာစေဖို့နာပတရေတောက်ပါခနာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းနိုင်ဖို့ရေတောက်ဖို့လိုပါတယ်ရေများများတောက်လေလေခနာကိုယ်ထဲကအစိတ်ဖြစ်စေတဲ့အရာတွေကိုတန့်စင်နိုင်လေပါဖြစ်နိုင်ရင်တော့ညဘက်အရက်တောက်ချိန်မှတောင်ရေတောက်ပေးတင်တာပါရေဓာတ်ပြေဝစေမဲ့ဖြော်ရည်တွေတောက်ပေးပါရေတောက်ပေးုံနဲ့ရေဓာတ်ကုန်ခန်းသွားတာတွေကိုဖြည့်နိုင်ပြီလို့မဆိုနိုင်ပါဘူးအရက်နာကြတဲ့အခါခနာကိုယ်ထဲကစားတတ်တဲ့ပိုတက်ဆီယမ်ဓာတ်ကိုပါဆုံးရှုံးရတာလားကြောင့်အရက်နာကြနေချိန်မှာအချိုရည်အုံးရည်လိုမျိုးအရာတွေကိုတောက်တုံးပေးလို့ရတယ်လို့စပြုတ်တစ်ခုခုတောက်ပေးလို့လည်းရပါတယ်မနဲ့စာစားပေးပါညကအရမ်းများသွားပြီးနောက်တစ်နေ့နိုးလာချိန်မှာခေါင်းကမကြည်မလင်ဖြစ်နေခဲ့ရင်တော့မနဲ့စာကိုလုံးဝမစားဘဲနေတာမျိုးမလုပ်ပါနဲ့စားအစာတွေမှာပါတဲ့အီလက်ထရိုလိုက်ကခနာကိုယ်ကိုရေဓာတ်ပြန်လဲဖြည့်တင်းပေးနိုင်တယ်လို့လိုအပ်တဲ့ကယ်လိုရီတွေကိုလည်းပြန်လဲဖြည့်တင်းပေးနိုင်ပါတယ်အရက်နာကြနေတဲ့အခါကျေလွယ်ရဲ့အစားအစာကိုစားသုံးဖို့လိုပါတယ်အဲ့အတွက်ဘောင်မှုမိခင်ထက်ကတော့စားသုံးပေးပါဒီအစားအစာတွေကခနာကိုယ်အတွက်လိုအပ်တဲ့ကာဘိုဟိုက်ဒရိတ်ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်နာပါနဲ့ကျင်းနဲ့စားပေးပါကျင်းမှာအရက်နာကြတာကြောင့်မအီမတာဖြစ်တာနဲ့အော်အန်နာကိုတက်တာစေနိုင်တဲ့အာနိသင်ရှိပါတယ်အရက်တောက်များသွားတဲ့အခါရေနွေးပူပူလေးကိုကျင်းတပြားလောက်ထည့်တောက်တာမျိုးဖြစ်ဖြစ်ကျင်းကိုပါလေးလွှာပြီးဝါစားတာမျိုးဖြစ်ဖြစ်လုပ်ပါနာပါ3ကညွတ်စားပေးပါကညွတ်မှာပါတဲ့အမိုင်နိုအက်ဆစ်ကခနာကိုယ်ဆဲတွေကတေကိုဟောခြေဖြတ်နိုင်စွမ်းကိုတိုးစေနိုင်ပါတယ်ကညွတ်ကတေကိုဟောကြောင့်ခနာကိုယ်မှာရေရှည်ထိခိုက်နိုင်ခြေတွေကိုလည်းရောကြစေနိုင်ပါတယ်ကညွတ်ကအရက်နာကြတာကိုတက်တာစေနိုင်တယ်လို့အရက်ကြောင့်အသေးထိခိုက်ပျက်စီးတာကိုလည်းကာကွယ်ပေးပါတယ်ငှက်ပြောတိစားပေးပါအရက်နာကြတဲ့အခါခနာကိုယ်မှာပိုတက်ဆီယမ်နဲ့စားဓာတ်တွေရောကြနေတတ်ပါတယ်ဒါကြောင့်တက်ပြောတိလိုမျိုးပိုတက်ဆီယမ်ပါတဲ့အသီးတွေစားသုံးပေးပါငန်တက်ပါတဲ့မုံကြွလေးတွေစားသုံးပေးလို့လည်းရပါတယ်ငန်တက်နဲ့ပိုတက်ဆီယမ်ဓာတ်တွေကခနာကိုယ်ကရေဓာတ်တွေဆုံးရှုံးမှုမရှိအောင်တားဆီးပေးနိုင်ပါတယ်ကဲဒါဆိုရင်အတောက်များသွားလို့ဒါမှမဟုတ်အတောက်များတော့မှမို့အရက်နာမကြကျင်တဲ့သူတွေအနေနဲ့အခုဒုက္ခပြောပြခဲ့ရဲ့အစားအသောက်ပုံစံနဲ့လမ်းညွှန်ချက်တွေကိုလိုက်လုပ်ကြည့်ပြီးနောက်ထပ်ဖြတ်တန်းရမယ့်တနေ့တာမှာအရက်နာမကြပဲအလုပ်ခွင်မှာစမကြကြတက်ကြွနေနိုင်ဖို့လမ်းညွှန်ပေးလိုက်ရပါတယ်နော်ဒီဆောင်းပါးလေးကိုဟလိုဆရာဝန် website မှာကောက်နှုတ်တင်ဆက်ပေးခဲ့တာဖြစ်ပြီးဒေါက်တာရဲမွန်လွင်နဲ့ဒေါက်တာအေးတီရီမွန်တို့မှရေးသားပြုစုထားတာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာလေးတွေဆက်လက်တင်ဆက်ပေးအောင်မယ်ဆိုတာစောင့်မျှော်အားပေးနိုင်ဖို့ဒုက္ခတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးထားပါနော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့တင့်တငယ်ချင်းမိတ်ဆွေတွေပါနားဆင်နိုင်အောင်လို့ share ပေးခဲ့ပါအောင်နော်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ